င်္ဂလာပါပရိသတ်ကြီးရေဒီနေ့မှာတော့ကျိန်စာတိမြေမှအော်ဟစ်တန်များဇလန်းရဲ့အပိုင်း3ကျိန်စာဤနောက်ဆုံးသားကောင်ဇသိန်းပိုင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မင်းအသက်လူပြီးရုန်းကန်နေရပါတယ်မြေကြီးတွေကဆွဲနေတဲ့လက်ကအာရန်ပြင်းလွန်းလာပါတယ်ငါ့ကိုကယ်ကြပါဦးလို့သူအော်ဟစ်နေချိန်မှာပဲသူ့တငယ်ချင်းတွေကအနားကပစိန်နဲ့မြေကြီးကိုအတင်းပေါက်လိုက်မှလက်ကပြန်ကျွတ်သွားပါတယ်သူတို့အားလုံးအိမ်ထဲကိုပြန်ပြေးဝင်ပြီးရှေးဟောင်းစာအုပ်ထဲကနီလန်အတိုင်းကျိန်စာကိုပြန်ရုပ်သိမ်းဖို့စူးစမ်းကြပါတယ်။ညောင်ပင်အိုကြီးအောက်မှာမြုပ်ထားတဲ့အဆောင်ပစ္စည်းတွေကိုတူးထုတ်ပြီးမီးရှို့လိုက်တဲ့အခါတချံလုံးမှာရှိသမျှတစ်ပင်တွေဟာသွေးတွေလိုအနီရောင်ရည်တွေယိုစီးလာပါတယ်။နောက်ဆုံးမှာတော့နေထွက်လာတဲ့အခါကျိန်စာတွေပြေပြောက်သွားသလိုထင်ရပါတယ်။မင်းတို့လည်းအဲ့ဒီခြံကိုစွန့်ပစ်ပြီးအမြန်ဆုံးထွက်ပြေးခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မြို့ထဲကိုပြန်ရောက်လို့အိမ်မှာနားနေတဲ့အချိန်မင်းကမှန်ထဲမှာသူ့ကိုယ်သူပြန်ကြည့်လိုက်တဲ့အခါသူ့ရဲ့လယ်ပင်မှာအနီရောင်လက်ဝါးရာကြီးတစ်ခုထင်ကျန်နေပြီးမှန်ထဲကသူ့ရဲ့ပုံရိပ်ကငါမင်းနောက်ကိုပါလာပြီလို့ပြောလိုက်တာကိုမြင်လိုက်ရပါတော့တယ်။နောက်ထပ်ဇာတ်လမ်းကောင်းတွေနားထောင်ဖို့ channel လေးကို like and follow လုပ်ခဲ့ပါဦးနော်။